ချင်းသေးနဲ့ညံကောင်းတဲ့ယုံငယ်လေးတခါကစိမ့်နှန်းဆိုပြေတဲ့တောအုပ်ကြီးတစ်ခုမှာတရိษံတွေဟာရှရာလို့ခေါ်တဲ့ရက်ဆက်ကြမ်းတမ်းတဲ့ချင်းသေးကြောင့်နေ့စဉ်ကြောက်ရွံ့နေကြရပါတယ်ရှရာဟာတရိษံတွေကိုမရက်မနားလိုက်လံအစာရှာစားနေတာကြောင့်တောအုပ်ထဲမှာဘယ်သူမှမအေးချမ်းနိုင်ကြပါဘူးအဲ့ဒီကြောင့်တရိษံတွေကနေ့စဉ်တကောင်စီကိုချင်းသေးစီပို့ပေးမယ်ဆိုတဲ့ဆုံးဖြတ်ချက်ကိုချခဲ့ကြပါတယ်။တနေ့မှာတော့ကိုရွယ်တေးသေးလေးဖြစ်ပေမဲ့ညံကောင်းလာတဲ့ယုံငယ်လေးကကိုယ်တိုင်သွားမယ်လို့ထွက်လာပါတယ်။သူကမကြောက်ပါနဲ့ကျွန်တော်မှအစီအစဉ်ရှိပါတယ်။လို့ပြောပြီးချင်းသေးစီကိုသွားခဲ့ပါတယ်။ချင်းသေးရှရာကိုတွေ့တဲ့အခါယုံငယ်လေးကမင်းရဲ့အာနာကိုစိန်ခေါ်နေတဲ့ချင်းသေးတကောင်တောအုပ်ထဲမှာရှိတယ်လို့လိမ္မာစွာလိန်ပြောလိုက်ပါတယ်။အဲ့ဒီစကားကြောင့်ချင်းသေးကဒေါသထွက်ပြီးယုံငယ်လေးကိုဘယ်မှာလဲအဲ့ဒီချင်းသေးလို့မေးလိုက်ပါတယ်ယုံငယ်လေးကရေရင်းတစ်ခုစီခေါ်သွားပြီးဒီထဲမှာပါလို့ပြောလိုက်ပါတယ်ရေရင်းလေးကိုကြည့်လိုက်တဲ့အခါချင်းသေးကကိုယ့်ရဲ့အရေးကိုမြင်ပြီးအခြားချင်းသေးလို့ထင်သွားပါတယ်ဒေါသထွက်လွန်းတဲ့ရှယ်ဟာရေရင်းလေးကိုခုန်ချလိုက်ပြီးနောက်ဆုံးတော့ကိုပဲထိခိုက်သွားခဲ့ပါတယ်ယုံငယ်လေးကတော့အောင်မြင်စွာတောအုပ်ကိုပြန်လာပြီးတရိษံအားလုံးရဲ့သူရဲကောင်းအဖြစ်ချီးကျူးခံရပါတယ်။အဲ့ဒီနေ့ကစပြီးတောအုပ်ထဲမှာပျော်ရွှင်မှုနဲ့အေးချမ်းမှုတွေပြန်လည်ပြည့်ညတ်လာခဲ့ပါတယ်။သင်ခန်းစာအားရင်ကြီးမားခြင်းထက်ဉာဏ်ပညာနဲ့တတိရှိမှုကပိုပြီးအောင်မြင်စေနိုင်ပါတယ်။